ကဲဒီနေ့ကျွန်တော်ဘာလုပ်မလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ဗျကျွန်တော်ဘာလုပ်မယ်ထင်လဲကျွန်တော်ရဲ့အမာခံ fan တွေအမာခံပရိသတ်တွေအရန်ကိုသိချင်နေကြတယ်သိပြီးသိချင်နေကြတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကဲလာအတူလိုက်ကြည့်ပေးကြပါဦးကဲပိန်တာဖြစ်လားဗျာကျွန်တော်သမင်းမစားလို့စားနေလို့ပိန်တယ်လို့ပြောနေကြတဲ့သူဟောဒီမှာသေချာကြည့်ထားကျွန်တော်နေ့လည်စာစားမယ်နေ့လည်စာစားရင်းနဲ့ကျွန်တော်ရဲ့အမာခံ fan တွေအမာခံပရိသတ်တွေကိုသိချင်တဲ့စကားလေးတွေကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့ဒီကျွန်တော်ဘာဟင်းတွေပို့ထားသလဲဆိုတာကျွန်တော်တို့အတူတူတစ်ချက်ရှိုးလိုက်အောင်ဒါလေးကတော့ပဲပင်ပေါက်လေးဖြစ်ပါတယ်ပဲပင်ပေါက်ခင်းလေးပါဒါကတော့ငဖဲ့ဒါလေးကတော့အချင်းဟင်းလေးပြီးတော့ဒီမှာကြက်ကြော်လေးပြီးတော့မင်းခွာရွက်တော့အသီးတွေကတော့ပန်းသီးရယ်ငပြောသီးရယ်စားပါတယ်ကဲကျွန်တော်ထမင်းစားတော့မယ်ကျွန်တော်ထမင်းစားလို့ရှိရင်လေးလည်စာပဲဖြစ်ဖြစ်မနက်စာပဲဖြစ်ဖြစ်ဟောဒီလိုထမင်းပကံပြားနဲ့ဒီပကံပေါ်အောင်စားပါတယ်ခင်ဗျာကဲကျွန်တော်အဲ့ဆိုထမင်းစားလိုက်ပါဦးမယ်ကျွန်တော်ရဲ့ပြည်သက်ကြီးရတယ်တုံးဆောင်ကြပါအောင်ခင်ဗျာကဲကျွန်တော်ကိုကြည့်ပဲထမင်းမစားလို့ကြည့်ပဲပြောမနေပါနဲ့ကျွန်တော်ရဲ့ပြည်သက်ကြီးရတယ်ထမင်းကောင်းစားကြပါအောင်ခင်ဗျာထမင်းများများစားနိုင်ပါအလုံးများများလုပ်နိုင်ပါပါအန်ဒီကကျွန်တော်အမြဲတမ်းပြောပါတယ်ထမင်းကောင်းစားထမင်းများများစားထမင်းများများစားမှအားရှိမှကျန်းမာရေးကောင်းပါတဲ့ကျမကြီးကောင်းမအလုပ်တွေများများလုပ်နိုင်ပါတဲ့အန်ဒီကကျွန်တော်အမြဲတမ်းအဲ့လိုမှာပါတယ်ပိတ်သက်ကြီးတို့လည်းနေ့လည်စာစားပြီးသွားပြီလားခင်ဗျာပြီးတော့ဗာဟင်းနေနဲ့စားလဲကိုမမရေးခဲ့အောင်နော်ကိုမမရေးထားတဲ့ဟင်းနံမယ်တွေကမှကျွန်တော်ကြိုက်တဲ့ဟင်းနံမယ်တွေကိုရေးပြီးတော့ကျွန်တော်အန်ဒီကိုပူဇာပြီးတော့ချက်ခိုင်းလို့ပါခင်ဗျာကဲကျွန်တော်ကနေ့လည်စာစားပြီးသွားလို့ရှိရင်တင်တန်းသွားတက်ရအောင်ပါဗျအဲ့တော့သမင်းစားလိုက်အောင်ပဲဗျာဘာမှတော့မဟုတ်ပါဘူးဗျသမင်းကောင်းစားတယ်ဆိုတာကိုလာပြောတာဒါပဲအဲ့တော့ကျွန်တော်လည်းသမင်းအမြန်စားပြီးတော့တင်တန်းကိုသွားရအောင်မယ်အဲ့တော့အားလုံးချစ်ပါတယ်တတ်တာဘိုင်ဘိုင်အခုနှုတ်ဆက်ပါတယ်ခင်ဗျာ